အားလုံးပဲမင်္ဂလာပါစုမွန်တူဒီ YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်ကျွန်မကတော့ဒီ channel မှာဗီဒီယိုတွေတင်ပေးနေစုမွန်ပဲဖြစ်ပါတယ်ရှင်ဒီနေ့က9လပိုင်း30ရက်နေ့ပေါ့နော်ဂျာတာပရီနေ့ဖြစ်ပါတယ်ဒီတစ်ပတ်ကအားလုံးပဲသိကြတဲ့အတိုင်း29-28အင်္ဂါနဲ့ဗုဒ္ဓနေ့ပိတ်တယ်ဆိုတော့ထုံးစံတိုင်းပိတ်ရရှိလို့ရှိရင်ခဏနေရထွက်စင်မစုံတာတွေနောက်ပြီးကြရင်မူတွေပြတ်တာတွေပြီးရင်ခဏမစုံတာတွေခဏလိုက်လို့မကောင်းတာတွေဖြစ်တယ်ပေါ့နော်ဆိုခါကြတော့အခုဂျာတာပရီနဲ့တောက်ကြ2ရက်မှာထိုးတဲ့နဲ့ထိုးစရာလေးတွေကိုကျွန်မဗီဒီယိုလေးလုပ်ပြီးတော့တင်ပေးလိုက်ပါတယ်ပိတ်ရရှိရခါကြတော့ခဏထွက်စင်နေမစုံဘူး break တွေမစုံဘူးဖြစ်တဲ့တာကြောင့်ရိုင်းတော့လည်းမထိုးနဲ့ပေါ့နော်နောက်ပတ်ကြလို့ရှိရင်တော့ပိတ်ရမရှိပါဘူးအဲ့ခါကြမှဒါခဏတွေကိုတည်ချာဆင်ပြီးတော့တည်ချာလိုက်ထိုးကြပါဘာလို့လဲဆိုတော့ပိတ်ရရှိရခါကြလို့ရှိရင်ခဏတွေလိုက်ထိုးမယ်ဆိုလို့ရှိရင်ကဲပြီးများမိုင်းသွားတယ်ဆိုလို့ရှိရင်ပြန်လိုက်ဖို့အဆင်မပြေဘူးပေါ့နော်ဒါကြောင့်ချင်းပြီးတော့ထိုးကြပါကျမတို့ထုံးစံတိုင်းဒီဗီဒီယိုမှာဆိုလို့ရှိရင်အခွေနဲ့break နဲ့ပြီးတော့ကြတော့ပိတ်ရရှိလို့ရှိရင်ဘာလို့ထိုးရလဲဆိုတဲ့ဥစ္စာကိုကျမတွေ့ထားတဲ့ဟာလေးကိုဗီဒီယိုလုပ်ပြီးတော့တင်ပေးလိုက်တာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်စင်ပြေကောင်းကြပါစေဗီဒီယိုလေးကတိုးတဲ့ခါကျတော့ဘာတွေပြောရမလဲဆိုတာလဲတေချာမစဉ်းစားတော့ဆိုတော့လေပြီးတော့ကြတော့စုမွန်တူတီကဒီတစ်ပတ်ကတ်တွေမထုတ်ဘူးလားဆိုလို့ရှိရင်ကတ်ကဒီဗီဒီယိုထဲမှာပြောထားတဲ့အတိုင်းပဲဘာကတ်ထုတ်လဲဆိုတော့ခါကြတော့ပတ်တီကတ်ထုတ်တယ်ပြီးတော့ကြတော့မွေးလေးကွက်ထုတ်တယ်ပေါ့နော်အဲ့ကတ်ကလေးကိုလိုချင်တယ်ဆိုလို့ရှိရင်နော်ဒီဗီဒီယိုရဲ့ comment မှာ Viber နံပါတ်လေးမှတ်ထားပါတယ်အဲ့ဒီ Viber နံပါတ်လေးကနေပြီးတော့လာပြီးတော့ဆက်သွယ်ကြပါနော်ကျေးဇူးတင်ပါတယ်အားလုံးပဲစင်ပြေကြတော့ကြပါစေရှင်